တော့ငါချမ်းသာတော့မှာပဲ ကြောက်ပြမလို့လားကို အားလုံးတော့မနဲ့ခရရကြောက်ချပဲနဲ့နော်ဝေးနေတာဒီနဲ့နေတော့ငါချမ်းသာတော့မှာပဲကြောက်ချသွားပါသူကြောက်ကုန်ရှာဘူး ဒီမှာမင်းရချိုးဖို့ငါရေတော့ခတ်နေတာ သမီးစားပြီးနေကြောက်ချသွားတော့နော်ငါချက်ပြုတ်ပြီးသွားပြီကြားလား အေးပြီးဝါရှာပေးမယ်ဟာလောဘငါ အေး ကြောက်ဝယ်လာကြောက်ရှိရ ဟုတ်တယ်ကြောက်လာဝယ်တာ အေး နင့်မှာကြောက်ရှိရလား ရှိတယ်ရေကြောက်ရှိတယ်ရေကြောက် အဆုပ်ပြအောင်လေ ဒီမဲ့ဒီမသိတယောက်ရထတာမှာပွဲတိုက်ဖို့ဆိုပြီးလာပေးထား ဟုတ်လား ဒီကြောက် ကြည့်အောင်မဝမ်းကြီးလား ဟုတ်တယ် ကြည့်အောင် ဒီလာစီးနာနေ မော်ဝမ်းကြီးအကြီးလေးနော်ဒီမှာကြည့်အကြီးလေးကိုကိုယ်စိမ့်ညညာပဲတို့လားသူအကြီးကဒီအောက်ဖက်ကြီးလိုက်ဆင်းတာဒါကတော့ပွင့်ကြီးပဲအပွင့်ကြီးအခဲလိုက်ခေါင်းပါဒီမှာကြည့်လိုက်တက်မီအဝေးကနေကြည့်တော့အကြီးလေးအခဲနေအယောင်လေးကလည်းတဲ့ဆက်ဆက်လေးလက်လောက်လေးအထဲထားမှလာသူကအမြုပ်ဆန်တာရှင်းတော့မယ်ဆိုဒီကောင်လေးကတော့ဒါတော့ဆွေးလူကြီးအစင်အောင်ရောက်အောင်ကြောက်ပါအာလာဒီအောက်ဖက်ဆင်းတာအပေါ်မှာပဲမထင်တော့ဒီအောက်ဖက်မှာလည်းရှိကောက်ရုံမဟုတ်ဘူးကြောက်ပါ ကြောက်ကဘယ်လောက်မှဖြစ်မှလဲဒီကောင်က ကြောက်ပန်တရားတော့ပြောတယ်လောဘငါ တရားမများလုံးဘူးလားတရားက အဲ့သူပြောရစီပြောရလေလောဘမအမြင်လုံးလေးပြစ်ကြည့်လိုက် အဲ့လိုလိုက်30ပဲကြိုက်တယ်ရရင်တော့မေးကြည့်လိုက် ဒီခွန်းတော့လည်းသိပြီးတော့ဘာမရမှာ โอเคလေနော်စီမမေးကြည့်ပါအိတ်ကလည်းအမဲလည်းမဟုတ်နဲ့အချီဖြစ် အမြေတော်ကလည်းမရှိတဲ့အိမ်နဲ့ထဲလာမှာပေါ့အိမ်ကနေအိမ်မဲလေးလာမှာပေါ့ TikTok ပင်နော်ဟိုမှာ TikTok ပင်ရှက်အေးကျေးဇူးပဲ30နဲ့โอเคကြောက် တော့မေးလာမှာစောင်းတော့ โอเคကြောက်ပြမလို့လားကို ဘာလဲကြောက်တော့လည်းစီစရာငါဘာမေးလာကြောက်ဝတ်တယ်နော်ပတ်ဆိုင်ရပါနော် အေးပါပြသွားနော် ကိုမမတို့ရေအခုစီးလိုက်တဲ့30နဲ့ကြောက်ကလေသူကအရီအောင်မှညီမတို့အပွင့်ကြီးခဲလေးညီမတို့ခေါင်းမှာနော်3-4ပွင့်လောက်ခေါင်းရရင်ကတော့မိုက်တယ်ကြောက်ကဟာကြောက်ကရလားမြောက်လား ရတယ်လောဘမမင်္ဂလာဖြစ်တယ် ဟုတ်လား อืม ကဲကိုမမတို့ကြောက်လေးက30နဲ့ရပြီနော်โอเค ခါရဲပေးလိုက်နော် ပြီးမှာပေါ့ကိုမမတို့ကြိုက်တယ်ဆိုရင် Messenger မှာဆက်သွယ်လိုက်နော်30နဲ့